မင်းအောင်လည်းလှည့်ကွက်တွေကိုသိလားမပြောရင်ရည်ရင်လို့တိနေတယ်သိလားဘူကျူထုံးမြတ်နိုင်ဒါတော့တိတော့မှာပါသိလားရခိုင်ကြီးမှာနော်ကလားတွေကိုတတ်တဲ့အမှုဟာဒီကောင်သူ့လေဘင်းကိုသူနော်ကျိုးဝင်းအစွတ်ခံရမှာဆိုလို့သူကကလားတွေမတတ်ပါဘူးမော်ကလားတွေကိုယုံကြည်ပါလေးစားပါတယ်ဆိုတော့နော်ကောင်းကိုဆက်ဆံပါဆိုတဲ့ပုံစံမျိုးနဲ့လှည့်ခွက်နဲ့လှုပ်တဲ့အကွက်တွေနော်ငါသုံးနိုင်မဲ့အောင်တယ်ငါသိနေတာသိလားကျန်တဲ့လူဆိုရင်တော့ပိုးတိမှာပေါ့ပညာတတ်တဲ့လူတွေဆိုရင်သိလားမင်းအောင်လည်းလှုပ်တဲ့လှည့်ခွက်တွေကနော်ဘာသာကြီးမှိုက်တတ်တယ်လို့ငါထင်ခဲ့တာအခုတော့သူ့လေကွင်းသူ့ရဲ့လေဘင်းကိုစွတ်မဲ့ကျိုးကွင်းကနော်ဘူရုံထုံးမြတ်နိုင်ဆင်ញင်ပြီးတော့နော်ဘူရုံထုံးမြတ်နိုင်ဘက်ကိုလှည့်လာမယ်အကွက်တွေရွှေ့နေတာတဲ့မင်းအောင်လည်းသိလားနော်ရခိုင်ပြည်နယ်မှာတက်ခဲ့တဲ့ကလားတွေပေါ့ကွာသူတက်ခဲ့တာမဟုတ်ဘူးဆိုတဲ့ပုံစံမှုဖြစ်အောင်လုပ်နေတာနော်စဉ်းစားအဲ့ဒီအကွက်တွေကယိုးနေပြီသိလားမင်းအောင်လည်းအကွက်တွေကိုသိလားမင်းအောင်လည်းမင်းဘာလုပ်မယ်ဆိုတာကိုတခုလုပ်လိုက်ထားတယ်ကွာမင်းလုပ်လိုက်တဲ့အကွက်တွေကိုကငါတို့ပြည်သူတွေသိနေတာသိလားစောက်ယူမှာမဟုတ်တာမင်းဘယ်ရှင်းလန်းကွာနော်စောက်ယူမဟုတ်ဘူး